ဒီနေ့မှာကျွန်တော်တို့ဒီပေါ့နော်ဘုရားစကားကိုလေးစားခြင်းဆိုတဲ့ခေါင်းစဉ်ပေါ့အဲ့ဒါနဲ့ကျွန်တော်ရမှာဖြစ်တယ်ကျွန်တော်တို့ဒီပေါ့ respect word of God ဘုရားရဲ့စကားကိုကျွန်တော်တို့ respect ထားလာအရင်ကြီးတာဖြစ်တယ်။နောက်များဆိုတော့လူတွေကဘုရားရဲ့စကားကိုဘယ်လိုမှမလုပ်လဲဆိုတော့ respect ထားဘူး respect မထားဘူးဆိုတဲ့အရာဘာလဲဆိုတော့အရာတိတာထင်ရှား respect မထားလာတဲ့အခါမှာသူတို့ရဲ့အတ္တကိုကြည့်လိုက်တာလေသူတို့ကဘုရားရဲ့စကားကို respect မထားဘူးဆိုတာတိတာထင်ရှားတဲ့လက္ခဏာတွေကအတ္တကမှာဖြစ်လာတယ်ဆိုတော့အဲ့ဒီအကြောင်းမှာကျွန်တော်တို့များသောအားဖြင့်အလွယ်ဆုံးပြောမယ်ဘုရားစကားကို respect မထားခြင်းလို့ပြောတဲ့အတိုင်းမှာအတူချုံပြောရမယ်ဆိုတော့ကျမ်းစာမဖတ်ခြင်းဆိုတာလည်းဘုရားရဲ့စကားကို respect မထားခြင်းလို့ဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ကျမ်းစာမဖတ်တော့ကျမ်းစာမှာဘာရေးထားလဲဆိုတော့မသိတော့ကျမ်းစာထဲကဘုရားကကျွန်တော်ဘာပြောလဲဆိုတာမသိတော့ဘူး။ပြီးတော့မှတခြားလူတွေကပြောတဲ့အရာကတမန်ကျမ်းစာနဲ့မိသားဆိုတာမသိတော့ဘုရားကဒီလူကဘုရားပြောတာဟုတ်သလားဘုရားပြပြတာဟုတ်သလားဆိုတော့ကျွန်တော်ဘယ်အားဖြင့်ပြန်ကြည့်လဲဆိုတော့ဒီကျမ်းစာအဖြစ်ပြန်အဲ့တော့ဝိညာဉ်တော်ကဘာမှလှုပ်ရှားလဲဆိုတော့ဘုရားခင်သူ့ကိုယ်တိုင်မှုတ်သွင်းထားတဲ့ဒီတမန်ကျမ်းစာသူ့ကိုယ်တိုင်ရေးထားတဲ့ကျမ်းစာအထက်ကြုံပြီးယုံပြီးမလုပ်တော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဒီထဲမှာဘုရားစကားကို respect မထားဘူးမယုံသေးဘူးမလေးစားဘူးဆိုရင်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တုတ်တန်ချက်အခန်းကြီး73အငယ်73မှာပြောထားလဲဆိုတော့ကျွန်တော်အမှန်ကြည့်အောင်နော်တုတ်တန်ချက်အခန်းကြီး73အငယ်73မှာနှုတ်ပတ်တော်မထီမဲ့ပြီးတော့ပျက်စီးလေပြည့်ညက်တရားလို့ခံရလို့ပြုလာချမ်းသာရတယ်ကျမ်းစာဒီလိုတွေပဲရှင်းရှင်းပြီးပြောတာနှုတ်ပတ်တော်မထီမဲ့ပြီးပြုတဲ့ပျက်စီးမယ်အဲ့ဒီပျက်စီးခြင်းကတခြားပစ္စည်းချင်းနဲ့မတူဘူးအရာတိတာအရာနဲ့ထင်ရှားတချို့ပစ္စည်းချင်းတွေကကျွန်တော်တို့လူတိုင်းဖြစ်ထားရှိတဲ့လောကဓာတ်ကြောင့်ကြုံတွေ့ရတဲ့ပစ္စည်းချင်းတွေနဲ့ဒီနောက်ကတော့မထီမြင့်မြင့်ပြုတ်ဒီမှာဖြစ်လာတဲ့ပစ္စည်းချင်းမတူဘူးဗျာအဲ့တော့နောက်ကတော့မထီမြင့်မြင့်ပြုတ်လိုက်ဒီပစ္စည်းချင်းကဒီတာမန်ထက်ကိုထူးခြားတဲ့အရာဖြစ်တယ်ကြောက်ဖို့တိတ်ကောင်းတယ်အဲ့တော့ကျွန်တော်တို့တော်တော်များများကကျွန်တော်တို့လူတွေကိုကျွန်တော်မလုပ်ပေးရလဲဆိုတော့ကျွန်တော်ဘုရားရဲ့နှုတ်ပတ်တော်လေးစားတတ်ဖို့ယုံတည်တတ်ဖို့ကျွန်တော်အထူးဖြင့်အဲ့ဒါကိုကျွန်တော်ကပို့ချဖြစ်တယ်ဆိုတော့ဘုရားရဲ့စကားကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာဘာကွာလဲလို့ပြောလိုက်ခြင်းမှာနားမထောင်လို့ရှိရင်လည်းဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီအရာဘာကိုပြလဲဘုရားရဲ့စကားကိုနားမထောင်ခြင်းအဲ့ဒါဘာလဲလို့ဆိုတော့ပထမဆုံးအဲ့ဒါဘုရားရဲ့စကားမလေးမစားလုပ်တာဘုရားရဲ့နှုတ်ပတ်တော်နားထောင်ခြင်းနားလည်းမထောင်ခြင်းကြားလည်းမကြားခြင်းကြည့်လည်းမကြည့်ခြင်းဖတ်လည်းမဖတ်ခြင်းဆိုတဲ့စိတ်ဖြစ်နေပြီဆိုရင်အဲ့ဒါဒီမှာအောင်ဆုံးနေနဲ့ယုံကြည်သူခရိယန်တရားရဲ့ပထမအောင်ဆုံးနေနဲ့ကျမ်းစာမဖတ်ခြင်းတော့ကျမ်းစာလည်းမကြည့်ခြင်းတော့တရားဟောချက်တွေနားမထောင်ခြင်းတော့အဲ့ဒါဖခင်နဲ့ပတ်သက်တဲ့အရာတွေမကြားခြင်းဘာမှမကြားခြင်းတော့ဆိုရင်အဲ့ဒါမဖြစ်နေနဲ့ဘုရားရဲ့စကားကိုမလေးစားခြင်းဖြစ်မယုံသေးခြင်းဖြစ်အဲ့ဒီမယုံသေးခြင်းရဲ့အရာဘာဖြစ်လဲဆိုတော့ခဏတော့ပစ္စည်းချင်းကိုတိုင်းပစ္စည်းချင်းကအမျိုးမျိုးရှိတယ်အဲ့ပစ္စည်းချင်းကလောကကြီးထဲမှာပစ္စည်းချင်းနဲ့မျိုးမျိုးရှိတယ်လူတွေကတင်ချင်းမျိုးစုံရှိတယ်တင်ချင်းမျိုးစုံရှိတယ်ဘုရားရဲ့စကားကိုယုံကြည်ပြီးတော့ဘုရားရဲ့စကားကိုကိုးစားပြီးတော့တင်တဲ့တင်ချင်းနဲ့ဘုရားရဲ့စကားကိုနားမထောင်ဘဲနဲ့ခဏခဏလုပ်ပြီးတင်တဲ့တင်ချင်းတော့မတူပြန်ဘူးအဲ့ဒါဘုရားရဲ့စကားကိုနားမထောင်ဘဲနဲ့ကြုံပြအခက်ခဲနဲ့ဘုရားရဲ့စကားကိုနားထောင်နေတဲ့ကြုံတဲ့အခက်ခဲတယ်မတူပြန်ဘူးဒါကြောင့်ကျွန်တော်တို့နားလည်ရမယ့်အရာကနံပါတ်1အနေနဲ့ဘုရားရဲ့စကားကိုနားထောင်ခြင်းကဘာဖြစ်လဲဆိုတော့မလေးစားခြင်းရဲ့ထမောင်းဆုံးလက္ခဏာဖြစ်တယ်ဒါကြောင့်ဓမ္မရာပထမဆုံးခန်းကြီး15အငယ်20နဲ့20ကိုကျွန်တော်ကြည့်ရအောင်နော်ဓမ္မရာခန်းကြီး15အငယ်20နဲ့20အဲ့ဒီမှာယူလေးရေးထားတယ်ဒီကျွန်တော်တို့ရဲ့ဘုရားရဲ့စကားကိုမလေးစားခြင်းဆိုတာဘာလဲဆိုတဲ့အရာကျွန်တော်တို့အရင်ဆုံးသိရဖြစ်တယ်အဲ့ဒါမှသာလေကျွန်တော်အသက်တာလေးဖြစ်ရှားဖြစ်တယ်ဓမ္မရာပထမဆုံး25အငယ်20နဲ့23မှာဘာပြောလဲဆိုတော့
လက်ပြောင်မိုးလင်းတော့အခါငါဗလာနဲ့ဆန်တော်သူအပေါင်းတို့တယ်ယောက်ျားတစ်စုံတယောက်ငါခြံထားတယ်ထိုငါမကထောရဖျား၏ဒါဝိရန်သူတို့အားပြုတော်မူခြင်းသူဆိုနေပြီးအဘိဓဲရသည်ဒါဝိကိုမြင်တော့ကဒီကျမ်းပိုင်ကတော့15မှာ sorry ဓမ္မရာခန်း15အငယ်20နဲ့23မှာရှမွေလနဲ့ထောရဖျား၏အမိန့်တော်နားထောင်ခြင်း၌အားရတော်မူသည်ကဲ့သို့မိရှုရာဤအစရှိသောရေမျိုးတို့ကိုပူဇော်ခြင်း၌အားရတော်မူမည်သောအလိုတော်သို့လိုက်ခြင်းသည်ရေမျိုးထက်သာ၍ကောင်း၏နားတော်ခြင်းသည်တိုးထီးစီဦးထက်သာ၍ကောင်း၏ငင်းဆန်သောသဘောသည်နတ်ဆိုးနှင့်ပေါ်ခြင်းကဲ့သို့၎င်းခိုင်မာသောသဘောသည်ဗီရင်တဆာသုံးခြင်းကဲ့သို့၎င်းအပြစ်ကြီးတင်းဒီထောင်ရဖျား၏စကားတော်ကိုပယ်သောကြောင့်ထောင်ရဖျားသည်ရှင်ပြေရာကိုနှုတ်၍တင့်ကိုပယ်တော်မူဆို၏ဆိုတော့ဒီဓမ္မရာဇဝင်ပထမတော့15အငယ်20နဲ့23မှာရှင်ပြေဖြစ်တဲ့ရှောလူရဲ့အရာရာအဲ့ဒီဖခင်ရဲ့စကားနားထောင်ခြင်းအပြင်သူကဖခင်ရှိမှမြင်ရပြုတ်သွားတယ်ဖခင်ရှိမှပြုတ်သွားပြီဆိုရင်လူရှိမှဘလောက်ပဲဟိတ်ခံကြတယ်လူတွေဘလို့ပဲသူဘယင်တို့အတိမပြုဖခင်ရှိမှသူကဖခင်ရဲ့စကားကိုမြင်စံတယ်ဖခင်ရဲ့စကားကိုနားထောင်ဖခင်ရဲ့ပယ်ခြင်းကိုခံရတယ်ဆိုရင်သူ့ရဲ့ဆုံးသက်တာမလားဘူးဆိုတော့တွေ့ရတယ်။အဲဖခင်ကသူ့ရဲ့စကားကိုပယ်လိုက်တာမြင်စံလိုက်တာနဲ့ဆိုးနေပေါ်မှာ။ဒါများတော့တဲ့တွေကျမ်းစာမဖတ်ဘူး။သူ့လည်းမတောင်းချင်တော့ဘူး။ဖခင်ရဲ့နှုတ်ပတ်တော်လည်းမကြားချင်တော့ဘူး။တရားဟောချက်တွေလည်းနားမထောင်ချင်တော့ဘူး။ဘယ်ဆရာပြပြောဆုံးမဩဝါဒမကြားချင်တော့ဘူးဆိုရင်အဲ့ဒီလူတွေရဲ့အတ္တဘာလဲနဲ့ဆိုးနေပေါ်။တပြည့်ပြည့်အရွားတိတာထင်ရှားလာ။ဘာလို့လဲဖခင်ရဲ့နှုတ်ပတ်တော်ကအထဲကနေကျွန်တော်တို့ကိုထိန်းချုပ်တယ်ကျွန်တော်တို့ပြုတ်ပြင်းတယ်ပုံသွင်းတယ်ဘုရားခင်တားတော်ယေရှုနဲ့တူအောင်လုပ်ပြီးတယ်အများကြီးပြုတ်ပြင်းထိန်းချုပ်ဒါပေမဲ့ကျွန်တော်တို့ဘုရားရဲ့စကားတွေကိုကျွန်တော်အထဲမှာမထည့်တဲ့အခါကျွန်တော်တို့ကဒီ foundation ရှိတော့ထိန်းချုပ်မဲ့ရှိတော့အဲ့ဒါကျွန်တော် anchor ဖို့ဖြစ်တယ်ဒါနဲ့ကျွန်တော်တို့ရဲ့အတ္တစိတ်ပူလွယ်တဲ့အခါမှာသူများတွေထိန်းလို့ရတယ်ဘာထိန်းမရဘူးစိတ်ဆိုးရင်လည်းသူများတွေထိန်းလို့ရဘာထိန်းမရဘာလို့လဲဒီထဲမှာဝိညာဉ်သဘောထဲမှာဝိညာဉ်ပဂတိထဲမှာဘာလဲစိတ်ရှိခြင်းဆိုရကြောက်တယ်ဟာဒါမျိုးကငါသိခလိုက်ပြီးတော့ဘာလို့မလုပ်ဘာလို့လဲပထမဦးဖခင်ရဲ့စကားကိုခင်ဗျားပယ်လိုက်ဖခင်ရဲ့စကားကိုမယုံမသိလို့ဖခင်ရဲ့စကားကိုနင်းစားတယ်ဖခင်ဒါမလုပ်နဲ့ဆိုတော့လုပ်ပြီးတော့ဖခင်ကဒါဖြစ်စီခြင်းတဲ့အရာတန်မြတ်နင်းပယ်လိုက်တဲ့အခါခင်ဗျာလက်ဆုပ်နဲ့ပေါင်းလို့ဖြစ်သွားတယ်ခင်ဗျာအတ္တကပြည့်စုံသွားသူများလွယ်လွယ်လေးထိလို့ရတယ်။များလွယ်လေးထိလို့ရတယ်။ချစ်ချင်းနဲ့တာပြောက်ဆုံးသွားစိတ်ရှိချင်းယေရှုပြုခြင်းတွေမရှိတော့ယေရှုပြုဖို့တော့နဲ့ယေရှုနဲ့တည်ဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အနေအထားကြောင့်အဲ့ဝိညာဉ်ပဂတိအထူးနဲ့အားလုံးပြည့်စည်သွားတဲ့အခါအဲ့ဒီရဲ့ပြည့်စည်ခြင်းနောက်ဆုံးမှာအဆုံးသတ်ပါလို့ဆိုတာကျွန်တော်တွေ့ရတယ်။အဲ့ဒီအားလုံးကဘယ်အစားဘယ်အစားနားထောင်ခြင်းနားခံခြင်းဖြစ်တယ်။ဒါကြောင့်နံပါတ်1အနေနဲ့ကျွန်တော်သိရမယ့်အရာကဖခင်ရဲ့စကားကိုမလေးစားခြင်းရဲ့လက္ခဏာတွေမှာပါလဲဆိုနံပါတ်1မနာခံခြင်းနားမထောင်ခြင်းဖခင်ကစမ်းသပ်တာ no ဖခင်ကပြောတော့ no အတိတ်ကခုမှမပါဝင်မပါဝင်သစ္စာရှိ no တွေများတော့အဲ့ဒါဆိုဘာဖြစ်သွားလဲဆိုတော့ဖခင်ရဲ့စကားကနားမခံခြင်းနဲ့ဖြစ်သွားဆိုတော့တွေ့ရတယ်နောက်တစ်ခုနံပါတ်1အနေနဲ့ကျွန်တော်ကြည့်ရလက်တွေ့မကျက်ဆောင်ခြင်းလက်တွေ့မလုပ်ဘူးကျမ်းစာမှာပြောလို့ဆိုတော့တရားတော်ကိုနေကြမပြည့်စင်ခြင်းအောင်မိတ်လို့ပြောရင်ကျွန်တော်တို့ကဘာလဲလက်တွေ့လုပ်ပါအားလို့ရှိရင်ဒီနေ့စာလံကျမ်းနဲ့ဆက်တော့ဘယ်ကဘာပြောလဲငါခက်ခက်ပြဿနာတွေဒါကြုံတွေ့နေရဒီလိုအခြေအနေမှာအရှင်းမအနာရောက်တော့ကောင်းတယ်ခင်ဗျားကဘာပြောလဲခင်ဗျားကဘာရဲ့ပုံစံလဲခင်ဗျားကဘာရဲ့ပုံစံငါ့ကိုစိတ်နဲ့နေရပို့သူ့ပုံမှာငါဘာမှမလုပ်ဘူးခင်ဗျားအကုန်လုပ်ပေးနိုင်ဒါပေမဲ့အဲ့ဒီလိုတွေးတောလာတဲ့အခါမှာကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့ depression ဆိုတဲ့အရာကျွန်တော်တတ်နေတာပြည်ရောကျွန်တော်တို့အဲ့ဒီတော့ဘာလို့မစင်ကြဘူးဆိုရင် depression ဆိုတာခင်ဗျားကတတ်တယ်ခင်ဗျားရဲ့လုံးသားပဲဘယ်နဲ့ပြန်တင်းမဲ့နေမှာတင်းနေမှာဘယ်လိုလုပ်လဲဒီကနေ့မှဖြစ်ရှင်းတယ်ဘာဖြစ်လာဒီငွေကြီးရောက်မှာကိုကိုတတ်တယ်ရတယ်ရှက်ဒါနဲ့ငါရက်ကခဲနေငါပေါ့မရှိတော့ဘယ်လိုလုပ်လဲဆိုရဆိုရင်လုပ်ရမရှိတော့ငါစားစရာမရှိတော့အချွေးရတယ်ဟို
ကိုမချင်တဲ့တက်တာဒီမချင်တဲ့တက်တာဟာဘာတော့နေတူလေရပါအဲ့မှာ depression စားနေကွာလောကရဲ့အင်းကိုပေါ်မှာတိတ်ကနေပြီးပေါ်မှာနေတော့ကြောက်ရရှိတော့မင်းဒီခုတော့မှဆင်ပြေလားဆင်ပြေဦးမှာနောက်ဘုံပြေပါလားမင်းချင်တာထားလို့မင်းကောင်းလာပါမင်းစုတော့ကောင်းနေရမှာလားဆိုခဲ့ခဏတော့ depression နဲ့ဝင်လာတဲ့စာကကျွန်တော်တို့လုံးသားနေရတယ်ကွာအဲ့ဒီကဘုရားရဲ့စကားနောက်တော့ချင်းတရားတော်နေရမပြတ်မစင်ကြယ်မအောင်မေ့ချင်တာဘာဖြစ်လဲဆိုတော့ခဏပြောနတ်ဆိုးနဲ့ပေါင်းဖို့ depression ဆိုတဲ့အရာကဘာလို့လဲဆိုတော့လူမျိုးများစွာတတ်ပြီးတော့ဒီနေ့ခေတ်မှာ suicide လုပ်သွားကြအားလုံး depression ရောက်ဖြစ်တယ်စိတ်ကြဘာလို့စိတ်ကြအတွေးခေါ်ကအပိတ်ပဲရှိတော့ဒီကတ္တနာရှင်းနေတော့ဘုရားရဲ့နှုတ်ကငါ့မှာလမ်းရှိတယ်လွတ်လမ်းရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အုံနောက်ကလွတ်လမ်းရှိတော့ဘုရားခင်ကမင်းတို့ကကောင်းချီးပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာငါပစံဒီကိစ္စကဘယ်ရဘယ်လိုဖြေရှင်းတော့လမ်းမရှိတော့ဒါကြောင့်ကျွန်တော်တို့ရဲ့အတွေးခေါ်တဲ့အားလုံးကဘာဖြစ်လဲဆိုတော့လက်တွေ့မှာကျွန်တော်တို့ကမကြည့်ဆောင်လာတဲ့အခါတရားတော်နေရပြည့်စင်ကြအောင်မရဘုရားခင်ရဲ့ကိုယ်ရင်းဖြစ်တယ်ဘုရားခင်ကငါ့ကိုဝေကားနေတာမားစားတယ်စာလဆက်ရှင်းမှာဘုရားငါ့ရဲ့ခွန်အားပလားဖြစ်တယ်ငါ့ကိုကဲတင်တဲ့ဥထုဖြစ်တယ်ငါ့ရဲ့ရဲတန်းဖြစ်တယ်အဲ့ဒီအားလုံးစဉ်းစားပြီးတော့မှဘုရားကကျောင်းလိုက်တော့ချူချလာဒါပေမဲ့ဘုရားကတင်းအသက်ကိုချက်စီချင်းနဲ့ရွေးတယ်ကျေးဇူးတော်ယူလာတယ်အဲ့စာပြတ်ကျေးဇူးတော်ကောင်းမေးတော့ဘုရားကပြောတယ်ဒါပေမဲ့ကျွန်တော်ဘာမှမရှိတဲ့အတွက်ဘာလို့တော့မရှိတဲ့အတွက်အကျေကြီးဆိုင်ရတဲ့အခါခင်ဗျားဖြည့်ရှင်းဖို့စဉ်းစားတွေးခေါ်မှုကအဲ့ဒီဘုရားရဲ့စကားတွေရှိအဲ့ဒီမှာခင်ဗျားရဲ့ပစ္စည်းချင်းအစားအဲ့တော့ကျွန်တော်တို့ကဘာဖြစ်လို့ဒီကိုယ်ကိုကျန်းစာဖတ်ခိုင်းလဲဆိုတော့ကျွန်တော်မှကျွန်တော်အဖြစ်အများကြီးရှိကျွန်တော်အစင်မပြေတဲ့အချိန်ရှိတယ်စိုးစိုးချင်းတွေရှိဒါပေမဲ့ကျွန်တော်အရှုံးပေးလိုက်ကျွန်တော်ဇလန်ပြီးတော့ဒါပေမဲ့ကျွန်တော်ဘယ်တော့မှရှုံးပေးတယ်ညှို့လေးချက်ရှိတယ်ခလာတာဒီနေ့အသက်ရှင်နေဟုတ်ဒီနေ့ရှင်လို့ဒီဒါပေမဲ့နောက်နေ့မှာဘုရားတစ်ခုခုလောက်လောက်မှာဘုရားခင်ကဖြစ်တာတစ်ခုခုလောက်အစင်ပြေလားအစင်ပြေပါလေဘုရားကမျိုးလေးရထားတဲ့အခါနေ့ရက်ကအသက်ရှင်နေရမပြောရှင်စရာများရှိတယ်မကျေနပ်စရာရှိတယ်ဝမ်းနည်းစရာရှိတယ်ဒါပေမဲ့အဲ့ဒီဘုရားပြင်ဆင်ပေးမဲ့ကောင်းသောအရာကိုညှို့ပြလိုက်ဘုရားခင်ကကောင်းတဲ့အရာပြင်ဆင်ဆိုတဲ့အရာဘုရားခင်နှုတ်ဖတ်ရှိလို့ဖြစ်နှုတ်ဖတ်တော့ကျွန်တော်တို့လက်တွေ့ချရမှာဖြစ်ဒါကြောင့်ဘုရားရဲ့စကားကိုလက်တွေ့မလုပ်ဆောင်ခြင်းဥမာလက်တွေ့မလုပ်ဆောင်ခြင်းလက်တွေ့မလုပ်ဆောင်ခြင်းဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘုရားကိုမလေးစားခြင်းဖြစ်တယ်ဒါကြောင့်ငါအခန်းကြီး9အငယ်21 23မှာပြောလဲဆိုတော့အရင်ကကျွန်တော်ဖုန်းနဲ့ဟောတာပူမြန်တာဒါပေမဲ့ကျွန်တော်ဟိုကကျန်းလာတယ်ဗျာနော်ငါ9 21 23မှာပြောလဲဆိုတော့လူအသွေးနှလုံးထဲကမကောင်းသောချမ်းစီခြင်းသူ့မယားကိုပြစ်မှားခြင်းမိမ့်မလို့နဲ့ပါရွှခြင်းလူအသက်ကိုတတ်ခြင်းသူ့စာကိုခြင်းလောဘလိုကျူးခြင်းမနာလိုခြင်းလက်စားခြင်းညှဉ်းညူးခြင်းညှဉ်းဆူခြင်းသူ့အတီကိုဖျက်ခြင်းဖောင်လွှားစော်ကားခြင်းလျှက်ပေါ်ခြင်းဤစိုးညစ်သောအရာများတို့သည်အတွင်းမှထွက်လာ၍လူကိုညှဉ်းညူးစေကြတယ်မိန်တော်ကျွန်တော်အထင်လေးကနေထွက်လာမကောင်းတဲ့အဲ့ဒါဘာလို့ထွက်လာတော့ခင်ဗျားတို့ထွက်တော့လက်တွေ့ပြေးဆောင်ဖြစ်ဝိညာဉ်ပတိရဲ့အကျိုးကအဲ့ဒါကိုဖြစ်เสียတော့မရှိဒါပေမဲ့ကျွန်တော်တို့လူသားဆိုတာနေတာတက်ရှင်အမှားနဲ့မပြေဘူးကျွန်တော်တို့ရဲ့စိတ်ကိုဝိညာဉ်တော်အမြဲတမ်း control မပေးနိုင်ကျွန်တော်တို့ကိုယ်တိုင်လုပ်နေတဲ့အချိန်များရှိလူရဲ့စိတ်ဇာတိရဲ့ဝိညာဉ်ခင်ဗျားမသိသေးတော့ခင်ဗျားဇာတိရဲ့ရှိခုနကလည်းကြားကောင်းတဲ့ AXC တော့ကောင်းတာပြောခဏကြာဆဲတယ်ခဏကြာကောင်းတော့မယ်ခဏကြာဒါကြောင့်ခါတော့ကြောက်ဒီကယူရနေသလားပေါ့ခဏကြာစိတ်ကောင်းတယ်စိတ်ကောင်းတယ်ကိုခုလေးတရားနေရပြီးတာအဲ့ဒါစိတ်မကောင်းတဲ့ဆရာခါဆဲလူလဲပါပြီးတာလူရဲ့စိတ်ကဖြစ်တယ်ဒါပေမဲ့ဒီမှာဒီခဏကိုတဲ့ဒီအချက်တွေမကောင်းတဲ့အရာတွေတောက်လျှောက်ထွက်လာပြီတဲ့အဲ့ဒါအေးရောက်လာဘာလို့လဲဖျားစီကလက်တွေ့မကျဆောင်ခြင်းကြောင့်ဖြစ်တယ်ဆိုတာပြရတယ်ဖျားကကျွန်တော်တို့လက်တွေ့လို့ဆောင်စေချင်တာအများကြီးအဲ့ဒါဘာလဲဆိုတော့ပထမဦးဆုံးအနေနဲ့ကမ္ဘာဦးဆက်မှာအာ
အာရနဲ့ရေကမစားနဲ့ဆိုတဲ့အခုပဲလက်တွေ့အဲ့ဒါမစားနဲ့အဲ့ဒီချက်အဲ့ဒီကနေစားလိုက်တဲ့အရာကလည်းအခုနောက်ဆုံးကဘူးအတွင်းထဲထွက်တဲ့အရာမကောင်းတဲ့အရာတွေပဲထွက်တယ်အဲ့ဒီမကောင်းတဲ့အရာတွေကိုထိချုပ်နိုင်တဲ့အရာအတွင်းထဲမှာဖြစ်တဲ့အတွက်အတွင်းထဲမှာထိချုပ်မဲ့လူကြောက်တယ်ဒါကြောင့်တားစီကိုမောင်းနေတဲ့လူတို့တို့အဲ့ဒီကျွန်တော်အထဲကရှိတဲ့အတွင်းထဲမှာကောင်းတဲ့အရာတွေအပြုံမထွက်အောင်ထိချုပ်လို့ပုဂ္ဂိုလ်ပါလို့ပဲဒါကြောင့်ယေရှုကနိကောခန်းကဆက်လူမီဒီကခရစ်တော်ကရှိတယ်အသက်ပြည့်နေတဲ့တော်ဖြစ်ဟောင်းတော့ရဘူးပြောင်းလေခတ်သိမ်းတော့ရဘူးအသက်ဖြစ်ဒါအဲ့ဒီအသက်ဖြစ်ခြင်းဆိုတာအထဲမှာခရစ်တော်နေရာပေးဖို့အဲ့တော့ခရစ်တော်နေရာပေးလို့ခရစ်တော်ကဘာကျွန်တော်တို့တုံ့ပြန်နေဆိုတာကျွန်တော်သိဖို့လိုတာဖြစ်တယ်ဒါကြောင့်နောက်တစ်ခုကဘုရားရဲ့စကားပါဒါကြောင့်ကျွန်တော်လက်တွေ့ကျင့်ဆောင်ဖို့လိုတယ်ဘုရားရဲ့စကားကိုနားထောင်ဖို့လိုတယ်နံပါတ်1အနေနဲ့လက်တွေ့လုပ်ဆောင်ဖို့လိုတယ်ဘုရားကရိုးရိုးလေးပြောတယ်မင်းတရားကိုပါငါမတော့အကျဉ်းစာဖတ်ပါဆိုတာဘုရားခိုင်းတယ်ဆိုတာကျွန်တော်တရားကိုနားမတော့မလုပ်နိုင်ဘူး။ဒါမို့တမန်စံကျမ်းစာကိုဖတ်ဆောင်တော့ကျွန်တော်မလုပ်နိုင်ဘူး။ကျွန်တော်မှအချိန်မျိုး24ခါတမန်တော့ကျမ်းစာမဖတ်တဲ့လူတွေရှိ။တမန်တော့မဖတ်တဲ့လူတွေရှိ။တမန်တော့ကျမ်းစာကိုဝေးနေလူတွေရှိ။တမန်လည်းတရားလုံးမှာတမန်ကျမ်းစာကိုဝေးနေလူတွေရှိ။ဘုရားရဲ့စကားကိုဝေးနေတမန်အဲ့တမန်ကသူ့ဘဝပြည့်စုံပါစေ။ညာတယ်။အဲ့တော့တချို့ကလည်းကျမ်းစာမဖတ်တော့ဘာဖြစ်လဲဆိုတော့မာယုံနဲ့လမ်းစဉ်လိုက်ပါစားမာယုံတော့ရောက်သွားဘာဖြစ်သွားလဲများတယ်တချို့ကလည်းစမ်းစာကိုတကယ်ပဲမလိတာတကယ်ပဲမသိဘူးနော်ဒီအတင်းတော်မှာဆိုအတင်းတော်ရဲ့ commitment ဘာလို့อ่ะမသိ commitment ဆိုတော့ဘာမသိအတင်းတော်ကမသိတော့ပြီ commitment ဘာမှမသိတဲ့အတင်းသားတွေလည်းဆိုဘလို့မှရှိစက်နေတင်းတော်သွားမရဘူးဘာဖြစ်လဲသူ commitment ဆိုတာအတင်းတော်ကသစ္စာရှိခြင်းဆိုတာဒီသွားပြီဘာလို့ကိုမတာတဲ့နေရာဒီမှာတာတဲ့နေရာဒီတစနာစီအဲ့ဝါနေလို့ဒါမပြောရဒါတော့တရားမသိချင်တာအဲ့တော့ဒီကကျွန်တော်လောအဲ့ဒီချမ်းသာတယ်ဒီနေရာတရားဟောရင်ရှိတယ်ရှင်းအောင်ပတ်ဖို့ဟုတ်လားဘာလို့တော့မဝင်ဘူးဒီနာဒီဟာလည်းတောင်းနေတာတော့မဝင်ဘူးတချို့တင်းတော်မှာဆိုရင်အဲ့ဒါတော့ဆရာတော်ကတင်တာဆေးလေးမတောက်လို့ပြောတာဟောပါလေအဲ့ဒီတရားတော့ပြောတာဒီတော့တောက်ဘူးအဲ့တော့တော်တရားပြောလဲဘာမှမထူးဘူးအဲ့ဆိုတော့ဘာဖြစ်လို့လဲဆို change မလုပ်ချင်ပြောလဲဆိုကြားတယ်ဘုရားကမလုပ်ဘူးကြားတယ်ငါမလုပ်နိုင်ပါဘူးကွာအရင်ဆုံးငါမလုပ်နိုင်ပါဘူးကွာနဲ့စားလိုက်ဘုရားခင်ဗျားတော့ဘုရားကပြောတယ်မင်းမလုပ်နိုင်ငါမင်းမလုပ်ခံတယ်သူမေးတယ်မင်းဒါမလုပ်နိုင်ဘူးမင်းကမင်းမလုပ်နိုင်ငါမင်းလုပ်ခံဘူးအဲ့မေးတယ်ဘာလို့လဲကျွန်တော်တို့ဖန်ဆင်းတဲ့သူ့ဝိညာဉ်နဲ့တော့ဖန်ဆင်းတာဖြစ်ကျွန်တော်တို့ကိုယ်တိုင်ကသူ့ရဲ့ဝိညာဉ်ရပြီးတော့မှကျွန်တော်တို့အတွေးခေါ်ကဖြစ်နိုင်ဘူးဆိုတာပိတ်ထားတယ်ကျွန်တော်အတ္တဖုတ်တက်ခြင်းရှိတော့ဘုရားစကားကိုစက်ချင်ခြင်းဖြစ်တယ်ဆိုတွေ့ရတယ်ဒါကြောင့်နောက်တစ်ခုကတော့ဘုရားရဲ့စကားကိုမတိကျကျပြုတယ်လိလို့ရှိဘုရားရဲ့ဥပ္ပဒ္ဒလာဒါကြည့်ကြအောင်ဘုရားကပြောတယ်မင်းကအဲ့ဒါလုပ်မယ်ဒါမကောင်းဘူးလို့ပြောမတိကျအောင်ကြားတယ်တိကျအောင်အဲ့ဒါတွေကလည်းဘာဖြစ်လဲဆိုတော့ဘုရားရဲ့စကားကိုမလေးစားခြင်းနဲ့ခိုင်းတယ်နားထောင်တိအဲ့တော့မတိကျအောင်အာဒီရှာလာဘာလို့ကြားတာဖတ်လို့ပြောလဲစူတောင်းလို့ပြောတယ်အာကြားစဒီနေ့စင်နေပေါ်တယ်ကြားတာဖတ်လို့ပြောတော့မှာဒီနေ့စူတောင်းလို့ပြောတော့မှာဒါကြားနေပေါ့အလူရတယ်ဒါပေမဲ့အလူဒီလူဒါလုံးမယ်လားသိဒါနဲ့ဘယ်တော့မှဟိုကလိုက်တော့အဲ့ဒါဒီဆရာတက်လာတယ်ငါတို့ကြားတာဖတ်လို့ပြောတော့သိတယ်ဒါမှမဟုတ်တော့အဲ့တော့ဒီဆရာကဖတ်ပြောတယ်ဟုတ်တယ်အောက်ကပါအဲ့ဒီဘာလဲပါလဲဆိုတော့ဘုရားကလေးစားရှိတယ်တချို့တွေကဘုရားကြောင့်အလားဒါလားပုံလာချကမယ်ဆိုရင်တန်းရှိတာဘာလို့တော့မကဟာလားစားမယ်ဆိုရင်ဒါမှမဟုတ်စားဒါပေမဲ့နှုတ်ကပတ်တော်ရှင်ကြားရှိ
တိတ်ပေါက်ချင်လို့စီးပဲပါချင်လို့အပြေထွက်သွားတော့တော်တော်များများတချို့ဆိုတာကလေးပါမထိန်ပုံမလာတော့တော့ပတ်တယ်ကောင်းတယ်အဲ့ဒါပဲပြတ်တာဖြစ်တယ်ဘာလို့လဲတော့ဖတ်တော့ချင်အရင်ရေးကြည့်တယ်ကျွန်တော်ကဖះဝိပုပ္ပဝဲတော့စီစဉ်ရမှာကျွန်တော်ကပြည့်စုံဝရှိလို့တော့ဖះဥပ္ပဝဲကိုထင်အဲ့မှာစပြည့်စုံဝရှိလို့လည်းဟုတ်လားအဲ့ဒါဘာလို့ဖះဥပ္ပဝဲပြီးစုတောင်းတယ်အဲ့ဒါဥပ္ပဝဲတရားဟောစီရောက်လာအဲ့ဒါဥပ္ပဝဲကိုထင်တော့သူထွက်တော့ဘာလို့လဲဆိုတော့ကိုယ်ဝဲတာကိုကဖះကိုကိုယ်ဝဲတယ်ကိုယ့်ဘက်ကဖះရှိသွားစုတောင်းတာကိုကလိုအပ်ချက်တွေပြီးတော့လိုအပ်ချက်တွေပြီးသားဖြစ်လို့ချက်ဖះတောင်းတာအဲ့ဒါကိုဘက်ကသွားတယ်။ဒါဖះဘက်ကနေပြီးမှကိုရှိလာတော့မယ်ဟာဖះကဘာပြောမလဲဖះကဘာပြောတယ်လဲဆိုလာတော့မယ်ရှိတယ်သိ။အဲ့ဒါလေတက္ကရာရှိရအစား။အဲ့တော့ကျွန်တော်ယုံကြည်သူတွေကဖြစ်တယ်ဆိုတော့လောကတော့မထီမဲ့နေပြီ။အဲ့ဒါလည်းဘာဖြစ်လဲအခုသိချင်မသိတော့တစ်ချိန်မှသိတာ။အချိန်ကြာလာတဲ့ပြည့်ကြာလာတဲ့ခါမှာသိတာ။အဲ့ဒါဘာလဲဆိုတော့လောကတော့မပြေဝဘူးဆိုတဲ့အခါကြီးဝင်ကြီးရခန်းချောက်ကျွန်တော်ဝင်ကြီးခန်းချောက်အဲ့တစ်ချိန်အဓိကခန်းချောက်ရတာဘာဖြစ်လို့လဲဖျားစကားမလေးစားဘူးဖျားစကားကအတမရှိဘူးဖြစ်ဖျားစကားကအသက်ရှိအဲ့လိုဖြစ်ဆက်တော့ဘာလို့ငါဝင်အားဖြည့်ပြီခန်းချောက်ဝင်အားဖြည့်ပြီနာမတော်တရားနဲ့တူဆောင်အားဖြည့်ဒါကြောင့်ကျွန်တော်အားမရှိတဲ့အခါမှာလောကကခက်ခဲတဲ့ထိတ်တဲ့ရင်ဆိုင်တဲ့အခါရှော့ပြရဟာဒီဟာဘလို့ဖြစ်ရအသိဉာဏ်အဲ့မှာစားခဲ့ချင်ဒါတော့စုံစမ်းလို့ရှိချင်အဲ့တော့ယေရှုအမြဲကျွန်တော်တို့တင်နေရတယ်ကျွန်တော်သိရမှာဖြစ်ဒါကြောင့်ကျွန်တော်ကတော့လုတ်ဖတ်တော့ကျွန်တော်အရင်တော့ငြင်းတော့ကျွန်တော်လေးစားတယ်မလေးစားဘူးကျွန်တော်တော်တော်ခက်ရတယ်အဲ့နောက်ပိုင်းကျတော့လုတ်ဖတ်တော့လေးစားရတာသိတာဆင်းရဲဆိုတာရှိတယ်လောကမှာလည်းဆင်းရဲတဲ့ချက်တွေဒါပြဿနာရှိတယ်ဒါပေမဲ့နှုတ်ကတော့အမြဲတမ်းဒီစားနေတယ်ဘာလို့အဲ့ဒါလေကျွန်တော်ရဲ့ထောက်ပါဟိုကျွန်တော် depression နဲ့ကျွန်တော် drop ပါချာအတနေ့နေ့ကောင်းပါယူပြောင်းတယောက်တည်းမောင်းတာဒါမောင်းရောက်ပစ္စည်းချတာဟာလားစားရဒီခင်းမဲ့တပတ်လုံးလာပဲမနဲ့ဒါပဲညနေဒါပဲနေ့လည်းဒါဒီခင်းတစ်မျိုးတည်းကိုပဲအဲ့လိုစားအဲ့ဒီအဲ့ချင်ရတယ်ကောင်းကောင်းအေးရဒီလိုမျိုးက depression ဖြစ်ပေါ်တာ chance ကပေါ်များတယ်ရှာတော့အစင်မပြေဘူးနဲ့ပြန်ချိန်ကိုရှာရအားလုံးကအစင်မပြေဘူးနဲ့ပြန်ပြီးတော့ကိုတိကြတော့နောက်ဆုံးမှာဆဲစားခဲငါကအလုပ်တော့ကျူးစားအဲ့ဒါငါဒီကတော့ရှာအဲ့ဒီတော့ရှိမှပြန်ပြီးတော့ကားထဲမှာပြန်ခဲ့ရငါပါကြကြာတော့ငါဘာလဲအတိတ်ပဲနဲ့ငါဘာကြောင့်လို့ငါတို့ကဘာကြောင့်ချာဘာလို့ဘယ်ရှိလဲခါရကြဖြစ်စုတော့ချင်ရကြပါတော့ထုံတိုင်းကဒုက္ခရှိနေတယ်ဆိုကျင်နေတဲ့ခါရှိဒါပေမဲ့ဘုရားရဲ့စကားကိုကျွန်တော်ကဆွဲနေရယုံကြည်ရအမျိုးလေဒီယုံကြည်ခြင်းဆိုရတာအခုချိန်ခါဖြစ်လာတာမို့ကျွန်တော်အထင်မှယုံကြည်တယ်နောက်တစ်နေ့သုံးနေ့ဘာဖြစ်လာလဲပြောတာအဲကျွန်တော်ကဘာအတွက်အသက်ရှင်နေတာအနာဂတ်ကိုဘုရားရဲ့တော်လည်းအနံ့ပြောမှာအခုအဆိုးဆုံးကြုံနေရတဲ့အချိန်ဘူးနဲ့တော့စုတောင်းခြင်းလည်းဖြစ်တယ်ဘုရားတော့ဘတ်တော်တာမရှိဘူးလူတိုင်းကကျွန်တော်ကတော့ပုံပြဆုံးပေးခြင်းလည်းအများကြီးရှိတယ်တချို့တွေအများကြီးသွားလိုက်တော်ရှိမှသွားလိုက်တယ်အများကြီးရှိအဲကြောင့်ဘုရားစကားကိုကျွန်တော်လေးစားဖို့ဆိုတယ်မတိချိုးချိုးပြုခြင်းဒီလိုရှိခြင်းမလို့ကိုအရေးကြီးတယ်နောက်တစ်ခုကမပြောင်းလဲခြင်းနော်ဘုရားစကားအတိုင်းမပြောင်းလဲခြင်းကမလေးစားခြင်းရဲ့တည်းဖြစ်တယ်ဘုရားစကားအတိုင်းမပြောင်းလဲခြင်းဘုရားသခင်ကစိတ်နှလုံးကိုအသက်ပြုတ်ပြင်ပုံစံပြောင်းလဲရှိပုံစံပြောင်းအောင်အရင်ကအပြစ်သားရဲ့ form ပုံစံဒါပေမဲ့အခုကဘုရားသားရဲ့ပုံစံပြောင်းရတာခက်ခဲတဲ့ချက်တွေကဘုရားသားရဲ့ပုံစံဒီအခက်ခဲတဲ့မှာဘုရားကိုဖတ်တွေ့ပြီးတော့ဘုရားကပုံစံနဲ့ပြောတယ်ဒါပေမဲ့တချို့ပြဿနာတော်တော်များများကဖြစ်လာတဲ့ပြဿနာတော်တော်များများပါလေဘုရားရဲ့စကားမလေးစားလို့ဖြစ်လာတဲ့ပြဿနာကတော်တော်ကြိုက်ရတဲ့အဲ့တော့ကကြရတဲ့အဲ့ဒါတော်လေးရှိကြတဲ့ဆန္ဒဖြစ်ဘုရားစကားနားထောင်ရအဲ့ကျွန်တော်ဒီဘုရားစကားကို
ရတဲ့အမှန်ကမဖြစ်ပေါ်ရတဲ့အရေးကြီးတယ်လောကဒီတိုင်းနေတဲ့ပြဿနာရှိနေတာဒါပေမဲ့အဲ့ဒီမှာအဆိုးဆုံးဘုရားစကားနားဘုရားစကားကိုဥပ္ပခါပြုဘုရားစကားကိုမကြည့်ဘူးကြည့်လို့ဆိုရင်အဲ့ဒီအမှန်ကလည်းပေါ်ဆိုးတာဘာမှကြည့်ဘူးကိုယ်တိုင်ကြုံပြရတာအဲ့ဆိုတော့ဒီတောင်းလဲမှုရတယ်ဘာလဲအဲ့ရေပြီးခါကြည့်ထုံးတဲ့အနေနဲ့ဆက်ဆောက်ဘာလို့လဲဆိုတော့ရေပြီးခါကြည့်ထုံးတဲ့အနေနဲ့ဆက်ဆောက်နောက်တော့ကျန်းလာဖို့လေးလာတော့ဖြစ်နေတာလာကြည့်လို့ရှိရင်ရေပြီးခါကြည့်ထုံးတဲ့အငယ်26ပါအဲ့ဟုတ်ပြီတင်တို့ဒီငါစကားကိုနားမထောင်မနာမယူပဲနေပြီးမိမိတို့လည်းပြီးကိုခိုင်ပါစေသဖြင့်အဘများထက်တာ၍ဆူသွမ်းကြ၏အဲ့မှာသူပြောတယ်မင်းကငါစကားကိုနားမထောင်မနာယူပြောချင်တာလက်မခံဘုရားစကားကိုနားမထောင်ဘုရားပြောတယ်မလုပ်ချင်မကြောက်နဲ့ဘုရားကပါပြောတယ်ကျွန်တော်တော်တော်ကြားတာမဖတ်တဲ့လူပါဒါပေမဲ့ဘုရားကသိကြတယ်မှာကျမ်းစာဖတ်လို့ရတယ်ချမ်းရမယ်ဆိုတာသိတာရုပ်ရှင်ကြည့်မှာကျက်စာဖတ်ဖို့ဖတ်ရမယ်သိတာလေဘာဖြစ်လဲဆိုတော့နည်းနည်းချင်းနည်းနည်းချင်းဖတ်ဖို့ဖတ်ရမယ်ဖတ်အဲ့ဒီချိုးရတော့ဖတ်ဖို့မဖတ်လာအဲ့ဒါဘာဖြစ်လဲဆိုတော့မင်းတို့အမားတွေပူစူးကျွန်တော်အဖေမေတွေဘွားနဲ့ကျွန်တော်တို့ပူပြီးตายရတော့ตายကောင်းကောင်းလေးဒါပေမဲ့ကျွန်တော်တို့လက်ထက်အဲ့ဒီသူတို့ကအစမပြေတဲ့ဘွားတွေရောက်လာတယ်သူတို့ကပူစူးရတဲ့အချိန်တွေရောက်လာကိုအဖေမေတွေဈာတ်မလုပ်ဘူးတဲ့ဒုစရိုက်တွေကိုကလောက်လာတယ်အဆင်ရောက်လာအဖေတွေဆိုးတယ်ဆိုတာကသားကပူဆိုးတယ်အမေတွေမိုက်တယ်ဆိုတာတမင်ကပူမိုက်တယ်ဆိုတာဖြစ်တာဘာကြောင့်ကြားရစကားနားမနာယူပဲကောင်းမှာလေပြီးမှရွှေ့လို့မရပြီးသွား direction ခုပဲဒီဘက်နဲ့ဆက်ပြီးသွားဒီဘက်နဲ့ဆက်ပြီးသွားဘယ်တော့ကဒီလိုပဲသွားဒီလိုက်ဆက်ပြီးတော့ဘိုးလုံးတဲ့ဒါမှမဟုတ်မရအဲ့ဆိုတော့ပို့ပြီးတော့မှဆူးတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ဘုရားစကားကိုကျွန်တော်ကြားတဲ့အခါမှာကျွန်တော်ပြောင်းလဲဖို့လိုတယ်။ပြောင်းလဲဖို့လိုတယ်။ဒါကြောင့်လာကျွန်တော်ဒီကကြည့်မယ်ဆိုစာခေကိုကြည့်မယ်စာခေပြောင်းလဲသွားတယ်။အရင်တော့ခုခံငွေချေးနေဆိုမှတရားယူတယ်။ဒါပေမဲ့ပြောင်းလဲသွားတယ်။လေးစားပြန်တယ်။ဒီနေ့ကမတရားယူထားတယ်လေးစားပြန်တယ်။ဝတ်လို့ပြောင်းလဲသွားတယ်ယေရှုနဲ့တွေ့။အဲ့ဒီကိရိယာယေရှုနဲ့တွေ့တယ်ဆိုတော့မပြောင်းလဲတာဘာကြောင့်အဲ့ဒီလိုယေရှုနဲ့တွေ့တာစိတ်ကူးရင်တွေ့နေတာတကယ်ကိုတွေ့နေတာအမိကြရှိစိတ်ကူးရင်တွေ့တယ်လို့ကြားတယ်ဆိုတော့အိမ်မက်ထဲမှာယေရှုကိုမြင်တယ်ဒါပေမဲ့အပြင်မှာအသက်ရှင်တာပေါ့ဗျာနားရယေရှုနဲ့ဖတ်တယ်လို့ပြောတယ်ဆိုတော့ဆရာကယေရှုနဲ့ဖတ်တယ်ဒါပေမဲ့နောက်ပဲပါဒေသကယေရှုနဲ့တွေ့တယ်တတိယခံတယ်လို့နောက်ဆုံးမှာဖြစ်သွားအဲ့ဆိုတော့ကျွန်တော်တို့တွေ့တာပါကျွန်တော်ဘယ်လိုပြောင်းလဲရမလဲအဲ့တော့ကျွန်တော်ဒီဒါကျွန်တော်တက်တာပြောင်းလဲဖို့လိုပါတယ်အဲ့ကျန်တာမဖတ်ဘူးဆိုရင်ဖတ်တဲ့ဘက်ကိုပြောင်းလဲဖို့အရင်ကစုမတောင်းဘူးဆိုတောင်းတဲ့ဘက်ကိုပြောင်းလဲဖို့လိုအပ်လားလိုအပ်လားလိုအပ်မှာမိသားစုမှာလိုအပ်လားနောက်တစ်ခုကမယုံကြည်ခြင်းဖျားစကားကိုမယုံကြည်ခြင်းကမလေးစားခြင်းအခြေခံဖြစ်ဖျားစကားကိုမလေးစားတာမယုံကြည်လို့မယုံလို့ပေါ့ဖျားကဒါလို့ရင်ကောင်းစားမယ်မယုံဒါကြောင့်မလုပ်ဘူးဒါလို့ရင်သိမယ်မယုံဒါလုပ်တယ်အဲ့ဒါဖျားရဲ့စကားကိုမယုံလို့တော့သိသွားတဲ့လူဆိုရင်တော့ဓမ္မရာဆိုရင်တော့ကျွန်တော်ကြားမှုနဲ့အေးရှင်းတဲ့ကညစီအမှတ်ကြီးဖျားပြောတယ်မနေ့ကဒီလိုချိန်မှာဒါတော့ရှားပါပြီးတော့ဈေးကြီးတဲ့ຢာအားလုံးကညီကောင်းကစားဈေးပေါ်အောင်စားအားပေါ်ကျော်တော့ဒီပေါ်ကအစားရန်သူဝိုင်းထားလို့အစာမတ်နေတဲ့နေရာကိုသားတော့ကိုသားပြီးတော့လေပြီးတော့မှဟောတတ်စားရတဲ့နေရာရောက်နေလက်တဲ့နေရာအေးရှမ်းနဲ့ဒီလိုချိန်မှာအစားတော့ပေါ်ကျော်မကြီးမယုံမယုံတဲ့ဟာကမင်းမရဘူးအဲဒီစားရအဲ့ဒါမှကျနောက်ဒီမှာဖြစ်လဲဆိုတော့မင်းနေပြီးတော့မှအတက်ခံတယ်အဲ့ဒီအဲ့စားရပေါ်ကျော်ကလူပြမျိုးဒီမှာစားစားနေပြီလားအဲ့ဒီမှာကြည့်တိတ်သွားတယ်လူနေခံရတယ်လူတွေဝိုင်းနေတော့တိတ်သွားတယ်ဒါတော့ဖဲစမောင်းနော်ဒါကဒီနေ့ခါကြီးတော့အငယ်18 19မှာ
ဒီဘက်ခန်းကြီးကောင်းငယ်ဆက်ရှိစကူမှာဒီဘက်ပါရစာခန်းကြီးတော့ငယ်ဆက်ရှိစကူမှာဒီလိုဒီနိုင်ချမ်းလာတဲ့ဘဝရချမ်းကျေးဇူးတော်တော့သူတို့ကမယုံကြည်သောသူမှတပါးအပေတူနေတို့ဖြစ်ရင်တင်တို့ဒီမယုံကြည်သောကြောင့်မဝင်နိုင်ဘူးလို့ငါတို့သိနေကြတယ်ဒါဟာဒီဟာကကောင်းစားခြင်းဆိုတဲ့နေရာဖြစ်တယ်ကျွယ်ဝခြင်းဆိုတဲ့နေရာဖြစ်တယ်အဲ့ဒီနေရာမင်းတို့မဝင်ရဘူးဆိုတော့တစ်ချိန်တော့ခန္ဓာဒီပေါ့ခန္ဓာဒီဒါကြီးရန်ပြီးတော့ရှိတယ်အဲ့ကျွန်တော်ဘုရားကောင်းစားခြင်းဆိုရန်ရှိတယ်ဒါရန်ကိုနိုင်မနိုင်ဆိုတော့ကျွန်တော်တို့ ਨੇ ရန်ကုန်နဲ့ဂျားနဲ့အဲ့တော့ဘုရားပြောတာဒီကောင်းစားခြင်းချွေဝချင်းငါပေးမယ်ဒါပေမဲ့အဲ့ဒီလူကမဝင်ရမယုံဘူးမယုံဆိုတာဘာဖြစ်လဲသူတို့ရဲ့အထဲထဲမှာရှိနေတဲ့မယုံကြည်ခြင်းကဘာလဲရန်ဖြစ်တယ်ဒီရန်ကိုနိုင်ဖို့ဖြစ်တာအဲ့တော့ဆိုရလေသူတို့ရဲ့ဝိကြီးရဲ့ဖြစ်တဲ့ပြဿနာတွေတော့ကြိုးလုံးနိုင်မယ်တော့အဲ့ဒါရန်တယ်သူကခဏပြောလို့တောက်စားမှုရတဲ့အရာရန်ဖြစ်ဒါပေမဲ့ငါဒါတော့မဖြစ်နိုင်တော့ဒီရက်စနစ်မီးရှိတော့ချက်နိုင်တော့မချက်နိုင်တော့အဲ့ဒါသူတို့ရန်ဖြစ်ဘာအဲ့ဒီရာကိုသူကဖယားကြီးချက်နိုင်တယ်ဆိုတော့လည်းအဲ့ဒီနဲ့ထမကျွေးပါချင်းဆိုအဲ့ကျွေးပါချင်းတော့ကျွန်တော်ကငွေခုပဲတွေ့ဝေခုပဲကျွေးပါချင်းအများကြီးရှိတယ်ဒါကချမ်းသာခြင်းဆိုဝေခုအများကြီးရှိတချို့ကပတ်စံရှိတယ်စိတ်ချမ်းသာတချို့ကနော်ပတ်စံရှိတယ်အနာရောဂါရှိကင်ဆာတချို့ကအနာလည်းခံရတယ်ပတ်စံလည်းရှိတချို့ကစားကြတာမစားရပတ်စံလည်းရှိအများကြီးတချို့ကကျတော့အားလုံးအဆင်ပြေတယ်ဒါပေမဲ့စိတ်ဆင်းရဲကြပြတ်တယ်အားလည်းရှိမိသားစုရင်းဟာတာမီအဲ့ဒါပြီးတော့မှပတ်ဝန်းကျင်မှာရှိတဲ့အရေးဒုက္ခတွေပေါ့ဒါပဲစီးပွားရေးလူမှုရေးပြဿနာတွေအပြေးတယ်စမပြေဘူးညှိလို့မရတာအများကြီးစားလို့ကျင်တယ်အဲ့ဒါအဲ့ဒီຢာတွေဒီချမ်းသာခြင်းဆိုတာရှိတော့ကျွန်တော်ဉာဏ်တော့ပါကိုယ့်ရဲ့ဉာဏ်ပါငါဒီလိုဒုက္ခရောက်နေရတယ်အဲ့အဓိကကျတော့ပါအဲ့ဒါပါလဲဆိုယုံကြည်ခြင်းဖြစ်တယ်ဘုရားပြန်ပြောတယ်အာယူရင်းချင်းရှိပါဘုရားပြန်ပြောတယ်ပြည့်ပြည့်ကျမ်းစာရေးထားပြန်ကြည့်ဆောက်ရှောက်ခြင်းတော့ကျမ်းစာမှာဖတ်မလို့တယ်မင်းများပြန်ကြည့်ရှုဖတ်ရတဲ့ကွာမင်းများရှိတယ်ပြီးတော့စာရန်ခတိကျက်ပါလားဘုရားတော်မင်းများတဲ့စင်ကြအောင်ရတဲ့မင်္ဂလာတရားပြည့်တယ်မင်္ဂလာညုံမာနေတော့မှမင်္ဂလာနဲ့ပြည့်တယ်အဲ့ဒီကကျွန်တော်တို့ပါဖြစ်တယ်ဆိုတော့မရောက်ဘူးအားထားမလုပ်ဘူးအဒီငါပစတာအရဆဲတာဝါနာပါဒီဆဲချင်တာထောက်နိုင်တော့တယ်အဲ့ဒါဆိုတခုပြည့်တယ်ငါစိတ်အားဆက်တာစိတ်ဆက်မရောက်မပြောဘဲနေငါဟာယူမလို့ဒါတော့ငါမဖြစ်နိုင်ဘူးကွာမဖြစ်နိုင်ဘူးဆိုတာကဘူးများတယ်ငါဒီမိသားစုထဲမှာအဲ့တော့ဘာလို့အစင်မပြေရလဲကျန်စာကပြောတယ်အထက်မှာအများကြီးပြောတာကျန်တာနှုတ်ခမ်းပြီးအဲ့ဒါမင်းကအစင်မပြေဘူးလေပြောတယ်မင်းအစင်မကောင်းဘူးလေပြောတယ်မင်းစင်ပြေတာမကောင်းဘူးနှုတ်ခမ်းတီးရတယ်ရှိသေးတယ်အဲ့ဒါစင်လုံးကောင်းလာတယ်ပြန်တော့ကောင်းလာတယ်ဒါရှိတယ်အဲ့ကျွန်တော်တို့ကဘာလဲအများကြီးလိုအပ်ချက်တွေအများကြီးရှိအဲ့ဒါအားလုံးပြောင်းလဲဖို့ဆိုတာအချိန်ကာလတစ်ခုဖြစ်အဲ့ဒါကျွန်တော်တို့လူတော်များကျန်းစာမှာအဆုမတောင်းတာကြာပါလားဘာဖြစ်လဲဆိုကြုံမှုတော့ဆိုခြေတော့ကျိုးတယ်ကြောက်ပတ်ပြီးစီးတယ်ကြောက်ပတ်ပြီးစီးပြီးတော့တက်ကြာရက်ခြေတော့မလို့တဲ့ကကြောက်ပတ်ပြီးဖြေလိုက်တဲ့ကဘာဖြစ်လဲခြေတော့ပိပိတင်းတင်းဖြစ်တော့ဘာဖြစ်လို့လဲခြေတော့ကိုရှာမှုရှိတော့ခြေတော့တင်းတင်းလေးတော့ပြလေးဖြစ်သွားအယူပဲကြာကြွက်သားတွေကမာစတာလော့ဖြစ်သွားအဲ့တော့ကျွန်တော်တက်တာတော့မှလည်းဘာမှမလုပ်တဲ့ဒီဟာနဲ့နေသွားရင်ပေါ့ဒီတိုင်းလေးပဲတော့ဆိုမှတင်သွားတယ်ဆိုဖြစ်သွားတယ်မယုံကြည်ခါစဉ်းစားရင်အဲ့ရဘာနဲ့လုံးဝမထားနဲ့တတလုံးလုံးမထားနဲ့အဲ့လိုပဲနေတယ်သူများသမီးချူတဲ့လို့စားအဲ့လိုပဲနေနေစီလားခဏတော့ခြေတော့လည်းထားလို့မရတော့လက်လည်းထုတ်လို့မရဘာဖြစ်လို့မထားမှာတော့မထားဘူးလို့ဖြစ်သွားတော့ချောင်းမရှိတော့အဲ့လိုပဲဘုရားပြန်ထုတ်တော့ဘုရားရဲ့စကားကိုကျွန်တော်တို့ကပါလို့မထီမဲ့ပြုလာကြာလာတဲ့အခါ
ဘုရားခိုင်းတာမလုပ်တာကြာလာတဲ့အခါကျွန်တော်ကဘာဖြစ်လဲကျွန်တော်ရဲ့ဝိညာဉ်ကြီးကခဏဟန်ချောက်ဘာမှမရှိတော့ပြည့်စည်သွားဒါလည်းချက်ချင်းမဖြစ်လာအချိန်တိုင်းအပြီးပြီးတော့အချိန်တိုင်းစိုက်တဲ့နေရကိုလိုခဲရရတယ်မကောင်းမှုတွေများနေတယ်အချိန်တိုင်းကိုစိုက်တဲ့နေရဒါကြောင့်ဒီအချိန်တန်လာတဲ့အခါမှာကိုဘာလို့ခဲ့တယ်ဘယ်လိုလဲဆိုတော့ကိုဘာလို့ဒီကိုရတတ်တာခိုင်မောင်ထားလဲဆိုတာလည်းတရားကြီးရှိတာဖြစ်တယ်ဒါကြောင့်ဖခင်ရဲ့စကားကိုကျွန်တော်တို့ကနော်အမြဲတမ်းလေးစားရတဲ့အတွက်ကျွန်တော်တို့ကနံပါတ်1အနေနဲ့ဘာလုပ်ရမလဲဆိုတော့နာခံရရှိဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောပါတော့ခဏကကျွန်တော်ပြောတဲ့အရာတွေကဖခင်စကားကိုမနာခံခြင်းမလေးစားတဲ့လက္ခဏာတွေနံပါတ်1မနာခံခြင်းနံပါတ်2ကလက်တွေ့မချစ်ဆောင်ခြင်းလက်တွေ့မလုပ်ခြင်းနော်လက်တွေ့မလုပ်တော့မပြောင်းလဲတာနံပါတ်4ကမပြောင်းလဲခြင်းနံပါတ်5ကမယုံကြည်ခြင်းလက်တွေ့မလုပ်ရင်တော့ဘာမှမပြောင်းလဲဘူးဒါကြောင့်ကျွန်တော်က no pain no gain နော်ချေဆွဲလို့ဒီလိုလေးနေတိုင်းအနာခံပြီးတော့ဝိမ့်မရနော်လက်မောင်းတွေကြီးတာဘော်ဒီတွေတောင်းလာတယ်ဟာလားအိတ်ချမှတယ်လို့ရင်တော့ခဏတော့ဒီ belly တွေပေါ့ဟာလားစိတ်ပိုက်တွေပါရရတယ်ဒါပေမဲ့ဘာမှမလုပ်ရင်တော့မပတ်နိုင်ဘူးပွဲသိမ်းသွားတာအဲ့လိုပဲကျွန်တော်ဝိညာဉ်ရပါပြောင်းလဲချင်တယ်ဆိုဘုရားရဲ့စကားကိုနားထောင်ဘုရားရဲ့စကားကိုနားခံအဲ့ဒါမှကျွန်တော်တို့ရဲ့ကာယကကျမ်းမှာပြင်လို့ပြီးတော့ဝိညာဉ်ရမှာကြီးထွားကြီးချက်တာကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်လက်တွေ့အတ္တတာမှာဘုရားစကားကိုလေးစားရတယ်ဆိုတာကျွန်တော်တို့ဘယ်လိုအားဖြင့်သိလဲနံပါတ်1ခဏဆက်ချစ်တာဒါခံခြင်းဘုရားစကားကိုလေးစားတယ်အတိတော်မှာဒီလိုဘုရားကိုတကယ်ချစ်တယ်ဘုရားစကားကိုလေးစားအဲ့နံပါတ်1သူ့ရဲ့နာခံခြင်းကိုကြည့်ရဖြစ်ဒါကြောင့်ယောဟန်အခန်းကြီး14နဲ့15မှာကျွန်တော်ကြည့်ရအောင်ဘုရားပြောတဲ့အရာကိုကျွန်တော်တို့နားထောင်နေပါတာလေဘုရားရဲ့စကားကိုလေးစားတဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်ယောဟန်အခန်းကြီး14နဲ့15မှာယောဟန်အခန်းကြီး14နဲ့15မှာဘာပြောလဲဆိုတော့ငါ့ကိုချစ်ရင်ငါပညာတို့ကိုစောင့်ရှောက်ကြတာငါဒီခမဲတော်ကောင်းတယ်ခမဲတော်ဟုတ်ပြီအဲ့မှာနံပါတ်1ငါ့ကိုချစ်ရင်ငါပညာကိုစောင့်ရှောက်ဘုရားပြောတဲ့အရာပညာကနော်အဝေးမသွားနဲ့နှစ်ချက်ပဲရှိဘုရားကိုချစ်လို့ချစ်ဒါပေမဲ့ဘုရားကိုချစ်ဖို့ဆိုတာဘုရားရဲ့စကားကိုကြားဘုရားရဲ့စကားကိုကြားဘုရားရဲ့စကားကိုလေးစားတော့မှအဲ့ဒီကိုဘုရားကိုချစ်တယ်လို့ပြောရမယ်ဘုရားရဲ့စကားတော်မလေးစားတဲ့ဘုရားရဲ့စကားတော်မယူသေးတဲ့သူကလူကိုချစ်တယ်တော့လုံးဝဖြစ်နေတယ်အချိန်ကာလတစ်ခုပဲချစ်လို့ရတယ်လူတိုင်းကကျွန်တော်ပြောမယ်နော်ယောက်ျားလေးမျိုးမိန်းကလေးဖြစ်ဖြစ်ချိန်ကြာလာတော့ချစ်တယ်ဆိုတာကိုချစ်ကိုချစ်တယ်နှလုံးသားရဲ့ပြည့်စုံပြန်ကိုချစ်တယ်ဒါပေမဲ့နှောက်တော့ပြဿနာဆိုတော့ကြုံလာတဲ့အခါမှာအမိုးဆိုတာချစ်တယ်ဖာချစ်တယ်ခဏနဲ့မုန်းသွားချစ်တယ်ခဏနဲ့မုန်းသွားအခုကျတော့ချစ်တယ်နောက်ကိုတယောက်ချစ်သွားတော့ဒီတယောက်မုန်းသွားကိုတယောက်ပြန်ချစ်တာဒီတယောက်မုန်းသွားအဲ့လိုပေါင်းတဲ့ဆက်ဆံမှာငါဒီကောင်နဲ့ပေါင်းတယ်ဒီကောင်နဲ့အဆင်မပြေတော့ဆိုရင်ကိုကလည်းပြန်ပေါင်းတယ်ဟိုကလည်းအဆင်မပြေတော့ဘူးကောင်းတယ်အဲ့တော့မတော့ပဲချစ်ခဲ့ခဏမုန်းပြန်လာတယောက်နဲ့ရှောင်ပြေချင်းအတယောက်ကမတိချင်တော့ဆောင်လိုက်ရတယ်တယောက်နဲ့မဆုတ်ခဲ့ချင်တော့လည်းအဲ့ဒါတွေအကုန်ပြန်ဖြစ်လာဘာလို့လဲခဏတော့ဖះကိုလည်းချစ်တာအဲ့တော့ဖះကိုမချစ်တော့ဖះရဲ့စကားနားထောင်အဲ့ကျွန်တော်နံပါတ်1အနေနဲ့ဖះရဲ့စကားကိုနားထောင်ခြင်းကဖះရဲ့စကားကိုလေးစားခြင်းနံပါတ်1အချက်ဖြစ်တယ်ဒါကြောင့်ဖះကိုချစ်သူ့ပြည့်ရဲ့ဆိုဖះပါဘူးဖះရဲ့စကားနဲ့ကျွန်တော်ဖះကကျွန်တော်တို့ဖះရဲ့ဘလိုမျိုးလွတ်မြောက်မှုရတဲ့အတွက်ယေရှုကျမ်းစာပေါ့ကျမ်းစာအေးပါလို့ဆုတောင်းကျမ်းစာကပ်ပြီးတော့ဖះရှင်ကျမ်းစာထဲမှာဒါဝိမင်းကြီးလိုဖြစ်ချင်တယ်နော်ကျွန်တော်သူ့လိုမျိုးအေးချမ်းခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ဥစားလာကောင်းခြင်းနဲ့ဆုတောင်းရတာနော်ဆိုတော့ကျမ်းစာကအတိုင်းအများကြီးဖြစ်ချင်တယ်ဒါပေမဲ့လက်တွေ့မှာမဖြစ်ဆိုတော့ခဏတော့ဘုရားရဲ့စကားကိုနားမထောင်ခြင်းအစားလို့ဆိုပြီးတော့နောက်နံပါတ်1အနေနဲ့ယောဂအခန်းကြီး14အငယ်27မှာပြန်ကြည့်မယ်နော်27မှာငါပြည့်တဲ့တို့ကိုရ၍စောင့်ရှောက်တော်သူသည်ငါ့ကိုချစ်တော်သူဖြစ်ငါ့ကိုချစ်တော်သူကိုငါ့ကိုတော်ကိုချစ်တော်မူငါဒီရဲ့ထိုးသူကိုချစ်၍သူ့အားကိုယ်တိုင်ထင်ရှားမိမယ်နော်ဖခင်သခင်ကကိုယ်အထက်ထင်ရှားခဏကိုကြည့်လိုက်ဖခင်ရှိတယ်ပေါ့ဖခင်ရောတဲ့ခရီးဖြစ်လာနောက်ကြည့်လိုက်ခဏဖခင်ရှိတယ်ပေါ့ဖခင်ရောပြဿနာရှိခဏကိုမြင်လိုက်တာဒီကောင်ဖခင်မရှိဘူးအလိုလိုသိတာဖခင်ဆိုတာဘယ်လိုမျိုးလဲတခြားဘာသာမင်းကဘယ်လိုမျိုးလဲတရားနဲ့အချင်းနဲ့မေတ္တာနဲ့နေတာ
သူတော်ကိုယ်ကင်းဝေးနေတာလူတွေကိုချစ်တာလူတွေကိုလေးစားလူတွေကိုမြန်လို့တာလူတွေကိုတမိုးထားတာကျွန်တော်တို့ဒီကျွန်တော်အထက်မှာဘုရားခင်ကအားတော့ထင်ရှားအဲ့ဒါဘယ်လိုဖြစ်ရလဲဆိုတော့လက်တွေ့လို့ဆိုတဲ့အခါအဲ့ဒါဘုရားရဲ့စကားကိုနားထောင်ကျန်တာဖန်စစ်တုံးချင်းနေအဲ့ဒါဘုရားဘာလို့လဲဘုရားကဒီမကောင်းတဲ့ရာစုပြစ်တာဘုရားကသူ့ကိုမုန်းတာမုန်းတော့ခွတ်လို့ပေးလိုက်ဆိုခွတ်လို့ပေးလိုက်ကိုယ်ပေါ်နာချီးမှုတွေနဲ့ကိုယ်ဘောသာထွက်နေတဲ့လူတွေကိုလက်တော့မပြန်မဲနဲ့ခွတ်လို့ပေးလိုက်ဥပိ္ပခာသူတဲ့ပြုလိုက်နာချီးမှုအားလုံးစုပြလိုက်ကိုဘွားဘာလို့ကိုဘွားကိုအစနေပြီးတော့အကောင်းမှန်ရှောက်နေတယ်မနေ့ကတော့နော်တနေ့နေတာအဲ့မှာအတိတ်ကတည်းကစားမနေ့ကငါမကောင်းတဲ့ကောင်ဒါပေမဲ့နောက်နေ့မှာငါကောင်းဆုံးဖြစ်တယ်အများကြီးကိုရည်ပြီးတာအဲ့ဖယားကကိုယ့်ထဲမှာထင်ရှားတဲ့အထိဖြစ်နေတယ်ကိုယ့်ထဲမှာမထင်ရှားသေးတော့သိစားတယ်များလုံးနေဒါဘာလို့ဖယားရဲ့စကားကိုမလေးစားခြင်းဖြစ်ဖယားရဲ့စကားကိုလက်တွေ့မချစ်ဆောင်တော့ကြောင့်ဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲကျွန်တော်တို့နားလည်ရမယ့်ရတာနောက်တစ်ခါဘာလဲဆိုတော့လေ့လာခြင်းဟုတ်လားလေ့လာခြင်းဖယားစကားကိုလေ့လာခြင်းရတယ်ဖယားရဲ့နော်စကားကိုလေ့လာခြင်းလေးစားခြင်းလေ့လာဘုရားကပြောတယ်အားကြောင့်ပြောတာလေငါကမင်းဝိညာဉ်တော်နဲ့ပြည့်စတိနဲ့ရင်မူးနေတာဖြစ်ရဘုရားစတိနဲ့မရင်မူးနဲ့ဝိညာဉ်တော်နဲ့ရင်မူးပါကျမ်းစာကပြောတယ်ခင်ဗျာဘယ်လိုလုပ်ရဘုရားကျမ်းစာကပြောတယ်စတိနဲ့မရင်မူးပါဝိညာဉ်တော်နဲ့ရင်မူးပါဆိုတော့အားကြောင့်ပြောတာလေကွာဘုရားကျမ်းစာတောင်းလုံးကြီးကျမ်းစာတောင်းလုံးကြီးကဘုရားအယုံမတောင်းတယ်လို့ပြောတာဘယ်လိုဖြစ်လဲကျမ်းစာတောင်းကြအယုံမတောင်းတယ်မပြောတော့ကျမ်းမတောင်းရဆိုတာပြောတာစတိမတောင်းရတော့ပြောတာဒါလို့ဆိုတော့ရှော့မမစားတော့ဒါဝိရောစားဟုတ်ဒီတော့ထုံးတယ်ဒါပေမဲ့ဒီမှာနောက်ပိုင်းမှာအရင်တော့ဘာမှတက်တာဒါပေမဲ့ဘာဖြစ်လို့ဒီအိမ်ကအတင်းတော်ပြန်ရောက်လာတာအတင်းတော်ယေရှုအသိခံတယ်ရှင်ကထားရပြီးနောက်ပိုင်းမှာအတင်းတော်တွေဖြစ်လာလူတွေ3000ဒါတော့ပြောင်းလဲပြီးနောက်ပိုင်းမှာအတင်းတော်တွေဖြစ်လာချင်တာဘာလို့ဒီစီးရင်ရပါဘောလို့ဘာဖြစ်လို့တော့တာဘာဖြစ်လို့ပြုတ်ပြပြောင်းလဲပလိုက်တာအဲ့ဒါဆိုရင်ဘုရားခင်ကဘာဖြစ်လို့ဘောလို့ဒီလိုမျိုးပြောရတာလဲဆိုတဲ့အရာပါလေကျွန်တော်တို့လေ့လာဖို့ဘုရားဘာလို့ပြောင်းသွားတာအရင်တော့တမျိုးအခုတမျိုးဘာဖြစ်လို့ဘုရားကတောင်းရောက်နိုင်တာလဲဘုရားကျွန်တော်တို့အတွက်အကောင်းဆုံးကြံစည်ထားတာဖြစ်တယ်သူ့ရဲ့သားတော်နဲ့နေရာဖြစ်တယ်အပုံစံနဲ့တူတယ်အဲ့တော့သူ့ရဲ့သားတော်ထင်ရှားတဲ့အစစ်ကျွန်တော်တို့ကဘုရားထင်ရှားတဲ့အစစ်ဖြစ်ဖို့ရအတွက်ဘုရားကဘာလို့သူ့ရဲ့စကားကိုလေ့လာစေအဲ့ဒါသူ့စကားရဲ့အနက်အတိတ်တွေကိုနားလည်တဲ့ဒီကောင်သားနဲ့နားလည်တဲ့ကောင်သားအဲ့ဒီခဏပြောတဲ့ချွေဝချင်းကောင်းစားချင်းကောင်းပြင်မှာနေရာရချင်းဆိုတာပူပြီးတော့မှပြန်ပြီးစဉ်းစားဒီလူတွေကကောင်းပြင်ရပြီချင်းအခုစင်တီကိုအခုပြောပြီးချင်းကောင်းပြင်တည်ပြီးဘာဖြစ်လဲဆိုတော့စဉ်းစားမတည်ခင်မှာစိတ်ချမ်းသာမလုပ်ဘူးသုံးသပ်ကြပါလေတော်တာမိစိုက်ကတော့ပဲသုံးသပ်မှာပြောစီရင်ပြောပြီးသားလူတို့လေးထွတ်လေးငယ်လေးမိစိုက်ကတော့ပါဒါပေမဲ့အားလုံးပြီးနေတော့အစီမစ္စတဲ့နေမီးပဲမလုပ်နိုင်ဘူးမင်းကအဲ့စကားတွေငါပြောတာတွေငါမဟုတ်ဘူးအာမင်မင်းကပြောတယ်အရင်တော့ကမမောင်းနဲ့ဒီလိုပြောတယ်ဒါမင်းခုတော့ရဲနိုင်ဒီပဲပြီးတယ်မင်းပေါ်လာချောက်ပါပေါ့မကုန်းထားလိုက်မင်းတောက်တယ်မောင်းနေမင်းဘူးပြောက်တိုက်တက်မိတယ်မင်းပေါင်းနေရဆိုတော့အားလည်းဘာလို့ဖြစ်လာတာလဲပြောတယ်ဘုရားကမင်းဆိုရဆိုင်ဥပဒေပါလေတိုက်လောဘမှာတော့လောဘမှာတော့အစိုးရကဘာပြောလဲဘလို့နေဖို့ပြောလဲတာတပြတ်တိုက်ကိုတုံနေပြီလားမင်းရက်ခက်ခဲတော့တတ်တတ်တာတပြတ်တိုက်အဲ့လိုတင်ပြီလားအားစိတ်ရတာရှင်းရှင်းပါပြတယ်ကိုတတ်တယ်ကလားအရင်ဖြစ်အဲ့လိုတင်နေလားတော့တင်ပါဒါပေမဲ့ကျွန်တော်တို့ကလည်းအဲ့ဒါတော့ဘုရားရဲ့စကားကိုနားမလည်တဲ့အခါဒီအစိုးရရဲ့တော့ကျွန်တော်တို့ဥပိ္ပခာပြုတယ်အရင်ကြီးပါအဲ့ဒါကကျွန်တော်တို့တက်လာတာဖြစ်တယ်
ပစ္စည်းစစ်တွေဖြစ်လာတယ်ဆိုတာကျွန်တော်သိရတယ်ဒါကြောင့်ကျွန်တော်ဘုရားရဲ့စကားကိုလေ့လာခြင်းလို့ပြောတယ်နောက်တစ်ခုကတော့မျှဝေခြင်းဘုရားစကားကိုမျှဝေခြင်းရတယ်လေးစားခြင်းအဖြစ်လေးစားဘုရားရဲ့စကားကိုလေးစားမျှဝေဥပမာကျွန်တော်ဘုရားထဲမှာကျွန်တော်မပေါင်းဘူးလုံးလိုက်တယ်အဲ့ဒီအကျိုးဆက်ကနေပြီးတော့ဘုရားကျွန်တော်တိုးပြလိုက်တဲ့အရာကျွန်တော်ခင်ဗျားတို့ပြန်ပြောတယ်မျှဝေကျွန်တော်တို့မဖြစ်အောင်ကျွန်တော်ဘုရားမှာအမားတွေဒီလိုလုပ်တယ်ဒီလိုခက်အဲ့ဒါမဖြစ်အောင်ပုံပတ်တော်အဖြစ်ပြန်နေပြီးတော့တိုးပြနေဆုံးမပြန်နေတိုးဆိုခြင်းအားလည်းဆိုမျှဝေခြင်းရတယ်ကျွန်တော်ရဲ့ဘုရားပြောင်းလဲခြင်းမျှဝေခြင်းအဲ့ဒါဘုရားရဲ့စကားလေးစားခြင်းဖြစ်ဒါလို့ခဏပြောတဲ့ဒီကာလအိမ်မှာရှိတဲ့နတ်စုကြောင့်မကုခိုင်းငါးရင်16 19မှာသူ့တော့ယေရှုကလိုက်ချင်တာသူ့နတ်ဆိုးတွေအဲ့ဒီနဲ့ထုတ်ပြရတယ်နော်လေကောအိုးနတ်ဆိုးတွေထုတ်ပြရတယ်အချမ်းပြောပါနတ်တရားဝန်ဘယ်ထဲဝင်ပြီးတော့အားတော်လာပူချပြီးတော့သူ့ထဲမှာနတ်တွေရှိတော့လုံးဝချရသူအချင်းချင်းကြီးချရဒါကြောင့်ပါယေရှုကလိုက်နေတယ်လို့ယေရှုကလည်းအားတော့လိုက်မင်းတို့မင်းဒီနေရာပြီးတော့မှဘုရားခင်ဗျာနောက်ကျေးဇူးပြုလို့ပြောပြသူ့မြောက်ခံအဲ့ဒါယေရှုကသူ့မှာတပည့်တော်တိုင်းလက်ခံတယ်အဲ့ဒီမြောက်တော့မင်းပြုတဲ့ပုဂ္ဂိုလ်ကမင်းတို့ရဲ့ဘက်ကမြောက်ခြင်းဖြစ်အဲ့တော့ဘုရားရဲ့စကားကိုမြောက်ခြင်းရတယ်လေးစားခြင်းကပ်ပြီးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အသက်တာထဲမှာသူများကိုကျွန်တော်အာရုံမြောက်လို့ပြောတယ်အာဒီချင်းငါဘဝမှာဘုရားခင်ဘာကောင်းနေနိုင်လို့ဖြစ်တယ်ဘယ်တော့မြောက်လို့ပြင်ချင်းငါတို့အများကြီးရေးသွားရတယ်တကယ်နာမခေါ်တဲ့ငါရဲသွားမယ်နော်ယေရှုကချစ်တော်ငါအသိခံတယ်ငါအတွက်ဟောဖျားပြန်ကောင်းကင်မှာငါတို့နေစရာစီစဉ်ငါအသိကိုဖွင့်လို့ပြီးတယ်ငါလူသစ်စစ်ဖြစ်စီဆိုတဲ့အရာတွေညဝေချင်းရတတ်တည်ဖြစ်လို့လည်းဆိုတော့ကျွန်တော်ချက်တယ်အဲဆိုတော့ကတော့ယုံကြည်ခြင်းပေါ့ဘုရားစကားကိုယုံကြည်ခြင်းပြီးလေးစားခြင်းအခြေခံဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နောက်ဆုံးမှာကျွန်တော်သိရမယ်ပါလဲဆိုဘုရားစကားကိုယုံကြည်ခြင်းရတယ်ဘုရားစကားကိုလေးစားခြင်းရဲ့အခြေခံ foundation ဖြစ်တယ်ဆိုတော့ကျွန်တော်သိရတယ်ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခဏတော့ကျန်းချက်တွေကတော့ကျွန်တော်ခဏဒီဘက်ခိုင်းစက်တဲ့အနေထားမှာဒါတော့ကျွန်တော်ဖတ်တော့ဆိုတော့ကျွန်တော်တို့ဒီနေ့အဆုံးသတ်မှာကျွန်တော်ပြောရမှာဆိုရင်ဘုရားရှင်တို့ပတ်တော့ကျွန်တော်တို့အားလုံးတယ်ကျွန်တော်တို့ဘုရားရဲ့ပတ်တော့လေးစားတယ်ဘုရားရဲ့တရားတော်ကိုလေးစားဖို့ယူတည်တတ်ဖို့လုပ်ခဲ့တာဖြစ်တယ်ဒါကြောင့်ဒီကိုတို့ကျမ်းစာဖတ်စုကောင်းမှုရဲ့အတွက်ကျွန်တော်ထူးတိုက်ဖို့ချက်ဒါကြောင့်ကျွန်တော်ကျမ်းစာမှာကြည့်မယ်မဿဲခိုင်းခုနှစ်အနည်း24နဲ့29မှာအိမ်ဆောက်တဲ့လူနှမျိုးကြောင့်ပို့ပြတာအဲတမျိုးကဘာမှဆောက်လဲဆိုတော့မိုက်မဲတဲ့လူကိုခေါ်တယ်မိုက်မဲတဲ့သူကလည်းတဲပေါ်မှာအိမ်ဆောက်တဲဆိုတာခဏတော့ဘာမှ foundation မကောင်းတဲအဲ့မှာအိမ်ဆောက်နောက်တစ်ယောက်ကကြောက်ပေါ်မှာသူကတကယ်ကိုတေချာခိုင်ဖောက်ပြီးတော့မှ foundation ခိုင်မှာမာကျောတဲ့ကြောက်အိမ်ဆောင်အဲ့ဒီတရားရဲ့အိမ်ထဲမှာလည်းဘသူအိမ်ကပျက်စီးသွားလဲဆိုတော့ခဏမိုက်မဲတဲ့ဆောက်တဲ့အိမ်ပျက်စီးသွားတယ်မိုက်မဲတဲ့လူရဲ့အိမ်ကဘာလို့ပျက်စီးသွားလဲမိုးတွေရွာတယ်လေတွေကျန်းတဲ့အခါသူ့ရဲ့တဲတွေကပျက်စီးသွားတယ်အဲ့ပညာရှိတဲ့ယောက်ကသူက foundation ခိုင်တဲ့အတွက်အဲ့ဒီမှာဆောက်တဲ့မိုးဝဲတွေကလေမဲလာတာသူကမလွတ်ဘူးဆိုတော့တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာမှာလည်းဘာလို့ဒီဆောက်ရလဲဘုရားစကားကိုလေးစားခြင်းနဲ့အိမ်ဆောက်ဘုရားစကားကိုလေးစားခြင်းနဲ့ဆောက်ဆိုတော့အတ္တတာဘုရားစကားကိုလေးစားခြင်းနဲ့ဆောက်ဘုရားမကြိုက်တဲ့အရာတွေကျွန်တော်တို့မလုပ်ဘဲနဲ့ကျွန်တော်တို့ဒီဆောက်ဖို့ဘုရားမကြိုက်တဲ့အရာလုပ်တာများလာကျွန်တော်တို့ခဏတော့ဆိုးရှုံးခြင်းတွေဖြစ်လာတယ်ဆိုတော့ဒါကြောင့် my god ကဘုရားခင်ရှိလို့အများနဲ့ထင်တယ်ဒါကြောင့် my god ကဘာလဲဆိုဘုရားမရှိလို့ထင်တယ်ဘုရားမရှိလို့ထင်တယ်ဘုရားစကားတို့ကမလိုအပ်ဘုရားစကားတို့ကစင်မတင်ဘုရားစကားတို့ကအတော့လို့ထင်တဲ့လူကလည်းမိုက်ဖြစ်တယ်ဆိုတော့ဆိုတော့ဘယ်တော့ဒီမှာရှိတဲ့လူကမောင်းလာတော့ကျွန်တော်မှားပြီးချက်ကျွန်တော်တက်တာဘုရားစကားကိုကျွန်တော်ယူသိသလားကျွန်တော်လေးစားသလားကျွန်တော်ပြန်ဟောအားကောင်းတယ်ကျွန်တော်တရားဟောတဲ့အချိန်မှာကျွန်တော်ဘယ်လောက်ထိဒီလိုပတ်တော့ဘုရားကကျွန်တော်ဘယ်လောက်စားပြောဘုရားကျွန်တော်ပြောနေသလားနောက်ကဘုရားကကျွန်တော်ဘာတွေပြည့်စည်ခြင်းလဲဒါဘုရားခင်ရှိရတယ်ကျွန်တော်ပြောတာအားလုံးကဘာလဲဆိုတော့ကောင်းကြီးပဲလို့ချက်ဒါပေမဲ့ကောင်းကြီးမဖြစ်ခင်မှာလိုက်လာရတဲ့ချက်အများကြီးအဲ့လိုက်လာတာမလိုက်လာခြင်းနဲ့ကောင်းကြီးလို့ခြင်းတော့အများကြီးဒါဒီနေ့ခရိယာတော်တော်များများကောင်းကြီးတရားချက်ဒါပေမဲ့လိုက်လာရတဲ့တရားချက်မှာချက်အဖြစ်သူတို့ကဘုရားကိုရှစ်တယ်လို့ပြောတယ်လက်တွေ့မှာသူတို့ကတကယ်ချစ်တာလို့ပြောတာမချစ်
ဒါတချို့ဆိုရင်တရားပေါ်လို့မယ်ဆိုတာနဲ့လုံးဝပြတ်သွားတာတရားဆရာကြီးကစူတောင်းလို့မယ်ဆိုတာနဲ့ခါရဲတကားပိတ်တယ်တကားခေါ်ရမှာကလေးကပြေးပြေးရှိဆွဲတန်းတယ်ဒီမှာကျွန်တော်တို့လုပ်ခဲ့တယ်ကျွန်တော်တို့လည်းတရားဆရာလာရင်ကြောက်အပြေးတာဆရာကချုပ်နေကျွန်တော်အဲ့ဒါတော့ကျွန်တော်တော်ဆိုးတယ်ကျွန်တော်အဲ့တုတ်တယ်အဲ့ဒီဆက်လို့ပြီးချာနာခါလိုက်ခါတော့ဘယ်လိုမရှိပဲကျွန်တော်လေးကိုရှိနေရဘူးဒီတော့သူနာလိုက်တာလည်းကျွန်တော်သူနာပြီဆိုကျွန်တော်ပြေးလာဒါပေမဲ့ဘယ်ချိန်မှပြေးလာလဲဆိုတော့တိတ်ဖြည်းဖြည်းရလာတာဘဝပစ္စည်းရအစင်မပြေမှုတွေများလာအဲ့ဒီချိန်မှာသူများတွေစိတ်ကြကြလာတော့တိတ်ဆုံးသွားတဲ့လူအများကြီးရှိတယ်ကျွန်တော်ကအဲ့ဒီတော့ဘုရားရဲ့ပြောတဲ့နေရာမှာဒီနေ့ချိန်အသက်ရှင်ရတယ်ဆိုတာကျွန်တော်ဝင်လာဖြစ်တယ်အဲ့တော့စပတ်ဒီကမှာဒီနေ့အစားဘုရားစကားကိုတကယ်ပဲသင်လေးစားတယ်တန်ဖိုးထားတယ်ယူသေးတယ်ဆိုရင်ဒီနေ့အစားတယ်ကျက်စာဖတ်ကျွန်တော်ဒါမတက်နဲ့ကျက်စာဖတ်ဖတ်ပြီးရင်အဲ့ဖတ်ပြီးတဲ့ကျက်စာကိုစိတ်ချင်းမှာနှလုံးထဲမှာဘုရားကဘာပြောလဲဘုရားကဘာလို့အသက်ရှင်စီလဲအဲ့လိုလက်တွေ့လို့ဆောင်လာတဲ့အခါတနေ့ခင်ဗျားရဲ့ဘဝထဲမှာဖရားရဲ့သားတော်ထင်ရှားတယ်ဆိုရဖြစ်လာတဲ့အခါကျရင်ဘုရားခင်တဲ့အတွက်ပြင်ဆင်ထားတဲ့ကောင်းရှိမင်္ဂလာကျွန်တော်တို့ခဏပြောမမြင်ဘူးတဲ့ကောင်း